အားလုံးပဲမင်္ဂလာပါအခုလက်ရှိကျွန်တော်တို့တမနာတို့မှာရှိတဲ့တော်တော်များများစောင့်မျှော်နေကြတာဗောနော်မြန်မာနိုင်ငံကတရပတိ fan တွေလည်းစောင့်မျှော်နေကြတာအမှန်တကယ်တော်တော်များများကဒီရွေးကောက်ပွဲ result ထွက်တဲ့နေ့တွေကပျော်နေကြတာဗောနော်တချို့တွေဆိုလို့ရှိရင်ကျွန်တော်တွေ့တယ်ဒီ donation ဘာညာလောက်ကြရတဲ့အောင်ကျွန်တော်တွေ့တယ်ဗောနော်ပျော်တဲ့လူများတယ်ဗောနော်မြန်မာနိုင်ငံမှာ VJ fan ကများတဲ့အတွက်ကြောင့်မလို့ပျော်တဲ့လူများတယ်ဒါပေမဲ့အမှန်တကယ်အိုင်နီးယားသူတို့က CM ပြာတူမရသေးဘူးဗောနော်လုံးဝမရသေးဘူးကြားထဲမှာလည်းအခက်အခဲတွေများစွာနဲ့လိုအပ်တဲ့ seat အရေးအတွက်မပြည့်ဘူးဆိုပြီးတော့သူတို့ယာတုပေးမပေးဘူးပေါ့နော်မပေးပဲထားပြီးတော့ဂျားထဲမှာရမလို့မရမလို့ရမလို့မရမလို့ဒီလိုပုံစံတွေတွားနေရပါတော့ဂျားထဲမှာ DMK ပေါင်းမယ်တွေပါလေတတင်းတွေထွက်ပြီးတော့ညာအိမ်မပြောတဲ့နေ့တွေတော့ရှိတယ်တော်တော်များများညားတွေပါလေအိမ်မပြောကြတော့ခေါင်းတွေကြိုက်ပြီးတော့ပါလဲပေါ့အဲ့လိုပုံစံမျိုးတွေဖြစ်လာတာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့နောက်ဆုံးတရပတိ VJ ကဒီ TVK ပါတီအနေနဲ့သူ့အနေနဲ့သူ CM ယာတုပေါ့နော်တမနာတို့ရဲ့ဝင်ကြီးချုပ်ယာတုကိုသူယူသွားပြီလက်ခံလိုက်ပြီပေါ့နော်လက်ခံပြီးတော့ခုနပဲသူတို့ဒီပွဲပြီးသွားတယ်ပွဲမှာသူပြောသွားတဲ့ဟာပေါ့နော်စီဂျိုးဆက်ဗီဂျေရင်တို့မနာဆိုပြီးတော့တော်တော်များများဒီစကားကိုကြားဖို့အတွက်စောင့်နေကြတာပေါ့နော်ပြောချင်တာဂျိုးဆက်ဗီဂျေဖြစ်တဲ့ကျွန်တော်ကဆိုတဲ့အတိတ်ပဲပေါ့နော်မြန်မာလိုဆိုလို့ရှိရင်သူကဒါသူ့ရဲ့ဟိုပေါ့နော်ကျန်းကျင်လွာပေါ့ပြောချင်တာသူ့ရဲ့ယာရုခံယူတဲ့အချိန်မှာသူကျိန်ဆိုတာပေါ့နော်ဒီပြည်သူတွေပေါ့သူဘယ်လိုမျိုးကောင်းအောင်လုပ်ပါမယ်ဆိုပြီးကျိန်ဆိုတဲ့စာရဲ့အစပေါ့နော်သူ့ရဲ့နာမည်နဲ့သူစတယ်ပေါ့နော်အဲ့ဒီဟာကိုတော်တော်များများကြားဖို့အတွက်စောင့်နေကြတဲ့လူတွေများတယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော်နဲ့အတူတူတစ်ချက်လောက်ကြည့်ကြည့်မယ်စီဂျိုဆက်ဗီဂျေယန်နမ်နန်အဲ့လိုပြောလိုက်တဲ့အချိန်မှာဒီယုံတစ်ခုလုံးရဲ့အတန်ကိုဝဲနားထောင်ကြည့်လိုက်တော့လုံးဝဟိန်းသွားမယ်တခါလေတယုံလုံးလုံးဝဘယ်လိုပြောမလဲစူညံပြီးတော့ဆူဖြစ်သွားတာஇந்திய அரசியல் அமைப்பின்பால் உண்மையான நம்பிக்கையும் மாறா பற்றும் கொண்டிருப்பேன் என்றும் ရုံတယုံလုံးဝအတန်မတိဘူးပြောနေတဲ့အချိန်တော့လုံးဝမတိဘူးစူညံနေအောင်ဟောတာတရပတိကပထမဒီသူရဲ့ရုပ်ရှင်မိတ်ဆက်ဒီမှာတော့တော်တော်လေးကိုစူညံနေအောင်ဟောကြတာပေါ့နော်தமிழ்நாட்டு அரசின் முதலமைச்சராக உண்மையாகவும் உளச்சான்றின்படியும் என் கடமைகளை நிறைவேற்றுவேன் என்றும் அரசியல் அமைப்பிற்கும் சட்டத்திற்கும் இணங்க அச்சமும் ஒருதலை சார்பும் இன்றி விருப்பு வெறுப்பை விலக்கி பலதரப்பட்ட மக்கள் அனைவருக்கும் நேர்மையானதை செய்வேன் என்றும் ஆண்டவன் மீது ஆணையிட்டு உறுதிமொழிகிறேன் Okay ဒီနေရာမှာကျွန်တော်သတိထားမိတာတခုပေါ့နော်ဒီပွဲကိုတက်တဲ့လူကအရန်တော့မများဘူးပေါ့နော်သူတို့လူအများကြီးခွင့်မပြုဘာလို့လဲဆိုတော့တကယ်နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေတက်တဲ့ပွဲဆိုတော့သူကဒီ Congress Party ရဲ့ဥက္ကဋ္ဌပေါ့နော်ဒီလက်ရှိအခုတမန်ဒီအိန္ဒိယနိုင်ငံရဲ့အတိုက်ခံပါတီပေါ့နော်အတိုက်ခံပါတီဥက္ကဋ္ဌလည်းတက်တယ်ပြီးတော့ဒီအစိုးရဌာနတွေကတော်တော်များများလူတွေတက်တဲ့ပွဲဆိုတော့သူတို့အပြင်လူသိလက်မခံဘူးသူတို့ပါတီဝင်တွေနဲ့သူတို့ပါတီဝင်တွေရဲ့မိသားစုတွေပေါ့နော်ဒီလူတွေပဲလက်ခံတယ်ဒီပွဲမှာကျွန်တော်သတိထားမိတာတခုပေါ့နော်VJ fan တွေအဲ့လောက်မများတဲ့အပေါ်မှာတော့မှာပေါ့နော်တကယ်သူတို့ family တွေသူတို့ရဲ့ဒီ party ဝင်တွေရဲ့ family တွေပဲတက်တာတော့မှာတော်တော်များများကျွန်တော်ကြည့်မိတာပေါ့နော်မျက်လုံးတွေမှာမျက်ရည်ဝဲနေတယ်ဒါဘယ်လိုပြောမလဲဟိုလိုမျိုးပေါ့နော် feel ဟိုဝမ်းနေနေရမဟုတ်သူတို့ပျော်နေရပါတော့အပျော်လွန်ပြီးတော့သူတို့ရဲ့ဟို expression ကသူကဟို over ဖြစ်သွားတဲ့အချိန်ကြောင့်ရှင်မျက်ရည်ဝဲလာတတ်တယ်တချို့တွေလေအဲ့လိုမျိုးဆိုတော့တော်တော်များများဒီကျွန်တော်တို့ပွဲထဲမှာဒီဗီဒီယိုတွေမှာ highlight ပေါ့နော် live မှာကျွန်တော်တို့ကြည့်နေချိန်မှာ highlight ဒီမျက်နှာတွေ zoom ဆွဲပြတဲ့အချိန်မှာတော်တော်များများလူတွေရဲ့မျက်နှာတွေဟိုတော့မျက်ရည်တွေဝဲနေမျိုးလုံးရည်နီးပြီးတော့ပေါ့နော်ဟိုအပျော်တွေလွန်နေကြတာပေါ့နော်တချို့တွေကြောင့်လည်း expect မလုပ်ထားဘူးဒါမျိုးကျွန်တော်တို့ကိုယ်တိုင်လည်းဒါမထင်ထားဘူးပေါ့နော်ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာမထင်ထားဘူးသူ့အနေနဲ့သူဒါတွဲဖက်ဒီ CM ဖြစ်မယ်ပေါ့နော် DPCM လောက်ပဲဖြစ်မယ်လို့ပဲကျွန်တော်တို့လည်းထင်ထားတာအရင်တော့ပေါ့နော်အခြားပါတီတစ်ခုနဲ့ပေါင်းပြီးအဲ့လိုဖြစ်သွားနိုင်တယ်ပဲထင်ထားတာဒါပေမဲ့ဒီလိုပုံစံဒီလောက်ထိသူကိုယ်တိုင်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့တိုင်အောင်လူတွေလည်းမထင်ထားကြဘူးเนาะဘာလို့လဲဆိုတော့သူတို့အခုမှစတဲ့ပါတီဒီလောက်ထိဖြစ်လာလိမ့်မယ်ဆိုတော့ဘယ်သူမှမထင်တာဘူးဒါပေမဲ့ဖြစ်သွားတယ်ပေါ့เนาะဖြစ်သွားတော့တော်တော်များများတော့ပျော်တယ်အလုံးဝဟိုဒီပွဲဆိုလို့ရှိရင်လည်းခုနကတော့သူ့ fan တွေအရင်နေတယ်ပြောရမယ်ဒါတကယ် official တွေပြောရလို့ရှိရင်သူတို့ရဲ့ family တွေဒီလိုလာတဲ့လူဆိုတာဒီနေရာမှာတော့မှအတန်ကိုလုံးဝဟိန်းနေအောင်ထွက်တာသူ့ရဲ့ဒီ music ဟို audio launch လုပ်တဲ့ပွဲတွေပါတွေပုံစံမျိုးသာလုပ်လိုက်လို့ကတော့သူ့အတန်အောင်ကြားမှာမဟုတ်တော့ဘူးเนาะသူ fan တွေတောင်းကြတာအဲ့လိုပုံစံမျိုးဖြစ်သွားမယ်အခုလက်ရှိသူပါတီဆက်ပြီးလုပ်မလဲဆိုတဲ့ဟာကိုလည်းသူဒီမှာပြောရတာလေးတော့ရှိတယ်ပေါ့နော်ဒီအမျိုးသမီးတွေအတွက်လုံခြုံရေးတွေပြီးရလို့ရှိရင်ဒီမူရစ်စေးကိုသူအနေနဲ့သူလုံးဝတားဆီးမယ်ပေါ့နော်အဲ့ဒါတော့ကိုသူလုံးဝဒီနေ့ကနေစပြီးအလုပ်လုပ်မယ်ဆိုပြီးသူကတိပေးပါတယ်
ပြီးတော့သူတို့ဒီလျှက်စစ်မီ2လစာလားမသိဘူးသူတို့ဒီပြည်သူတွေအတွက်ကိုသူတို့ကင်းလုံးခွင့်လားမသိဘူးလုပ်ပေးသွားတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးနောက်ထပ် new video news တန်ကျွန်တော်ပြပြရမယ်အခုလက်ရှိမှာသူတို့ highlight ကဒီ3ခုပေါ့နော်အဲ့လိုလိုပုံစံမျိုး highlight 3ခုသူလုပ်ရတယ်ဒါတွေနဲ့ပတ်သက်ပြီးသူ့အနေနဲ့သူလုံးဝဟိုတင်းတင်းကြပ်ကြပ်ပေါ့နော်ပြောချင်တာတင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမယ်ပြောရတယ်ပြီးတော့သူ့ပါတီဝင်တွေကိုယ်တိုင်ကအမားလုံးလို့ရှိရင်သူလုံးဝမလုပ်ဘူးဆိုတဲ့ဟာကိုလည်းသူဒီနေရာမှာဒဲကိုပြောရတယ်ပေါ့နော်တိုင်အောင်ပါတီတွေကဒီလိုဒဲမပြောဘာဖြစ်လို့ဆိုတော့ပါတီဝင်ဆိုရင်သူတို့ကကြောက်ကြတယ်ဘာဖြစ်လို့ဆိုတော့သူတို့ပါတီတွေထွက်သွားလို့ရှိရင်သူတို့ရဲ့စီးအရေးတွေနဲသွားမယ်သူတို့ဒီအစိုးရဌာနပျက်စီးသွားမယ်ဆိုတဲ့ဟာကိုကြောက်ကြတော့တိုင်အောင်လူတွေကသူတို့ပါတီဝင်အဖြစ်လုပ်လို့ရှိရင်သူတို့မပြောကြဘူးပေါ့နော်ဒီနေရာမှာဒါမဲ့ဗီဂျေကသူကိုယ်တိုင်ဒဲကိုပြောရတယ်ပေါ့နော်ပြီးတော့သူဘာပြောရလဲဆိုတော့ဒီနေရာမှာအာနာသူ့စီမှာပေါ့နော်ဟိုလူစီမှာဒီလူစီမှာရှိတယ်ဆိုပြီးတော့ဘယ်သူမှမပြောဘူးသူကသူ့စီမှာပဲအာနာရှိတယ်သူ့အနေနဲ့သူတရားတွေအကုန်လုံးသူ control လုပ်မယ်သူရဲ့အောက်မှာရှိတဲ့လူတွေအပြစ်လုပ်ဖို့စဉ်းစားထားတယ်ဆိုရင်အခုတည်းကမေးလိုက်ပါဆိုပြီးသူကပြောထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူရဲ့ speech ကလည်းတော်တော်လေးကိုဟိုတင့်တော်တယ်လို့ပြောမှာပေါ့နော်ဒီသူပေးထားတဲ့ဂရီတွေနဲ့သူရွေးကောက်ပွဲမတိုင်ခင်ပေးထားတဲ့ဂရီတွေနဲ့သူအခုလက်မှတ်ထိုးရတဲ့3ခုနဲ့တော်တော်လေးလည်းအသင့်တော်တယ်လို့ပြောလို့ရတယ်အဲ့တော့နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ကြရအောင်အားလုံးမျှော်လင့်နေတဲ့ဟာတော့ဒီနေ့တော့ပြီးသွားပြီဒါပေမဲ့ထပ်ပြီးတော့ဘာတွေဖြစ်မလဲပွဲရအခုမှစတာပေါ့နော်ပထမဟာကပွဲလို့ပြောလို့မရသေးဘူးဒါပေမဲ့ပွဲရအခုမှစတာဘာလို့လဲဆိုတော့သူ့လက်ထဲအာဏာရောက်သွားပြီသူဘာတွေလုပ်မလဲဆိုတော့စောင့်ကြည့်နေလူတွေများတယ်တိုက်ခိုက်မဲ့လူတွေများတယ်ဟိုဘယ်လိုမှပါစင်နေရရောဒီနိုင်ငံရေးအရာပေါ့နော်ထိုက်ခိုက်မဲ့လူတွေများတယ်အဲ့တော့သူ့နေတဲ့သူသားတွေကိုဘယ်လိုဆက်ပြီးဖြည့်ရှင်းမလဲဘာတွေဆက်လုပ်မလဲဆိုတော့စောင့်ကြည့်ကြရအောင်အားလုံးစီနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်